မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ရောင်းချပေးမယ့်နိုင်လေးကတော့ GWM 5610 Test Solar Multipass နဲ့ဦးဆက်လေးကို 98.99 အတန်လေးရမှာဖြစ်ပါတယ်ခင်ဗျာဒီနိုင်လေးကိုကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးကပို့ကပါပြီး9သိန်းခွဲကျပ်ဖြစ်ပါတယ်ဒီနိုင်လေးကိုဈေးအနည်းငယ် short ပေးနိုင်ပါသေးတယ်ခင်ဗျာ COD မရပါဘူးခင်ဗျာကျွန်တော်ရှိမှာငွေကြိုလွှဲဝယ်ရပါမယ်ခင်ဗျာငွေလွှဲရောက်ရှိပါက Right Expert Deliveryကားကေးရောက်သည့်မြည်သည့်မျိုးနယ်ကိုမစိုးပို့ဆောင်ပေးပါတယ်ခင်ဗျဒီနိုင်လေးကိုစိတ်ဝင်စားတဲ့ဆိုရင်ဖြင့်ကျွန်တော်ရဲ့ TikTok Messenger Facebook Messenger Page Messenger နဲ့39953035 Viber ရှိပါတယ်ခင်ဗျာအသေးစိတ်ဆက်သွယ်မြင်းမြန်စုံစမ်းဝယ်ယူနိုင်ပါတယ်ခင်ဗျဒီနိုင်လေးက original Joe case လေးမပါတော့ပါဘူးခင်ဗျာ modify kit 3သိန်းခွဲ4သိန်းနဲ့ modify kit တင်ကြိုးလေးနဲ့ရမှာဖြစ်ပါတယ်ဒီနိုင်လေးရဲ့အသေးစိတ်က9သိန်းတစ်ပတ်လည်မှာရှိပါမယ်ကျွန်တော်ရောင်းချပေးတဲ့နိုင်လေးကတော့ original Joe case မပါတော့ modify kit လေးနဲ့ရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ဇော်မျိုးဦးပါ Watch Gallery ဘိုင်ဆက်အမို့ admin ဇော်မျိုးဖြစ်ပါတယ်ခင်ဗျကျွန်တော်တရားဝင် online shop license ဖြင့်ရောင်းချပေးခြင်းဖြစ်သည့်အတွက်ယုံကြည်စိတ်ချစွာငွေကြိုလွှဲဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါဗျ